မင်္ဂလာပါကျမနာမည်အင်းနွယ်ပါမာနာမာနီအခန်းကိုအတူတူလေ့လာကြမယ်နော်စာပိုက်တွေကိုမလေ့လာခင်မှာလေ့ကျင့်ခန်းကိုအရင်ဆုံးသွားလေ့လာကြမယ်barefoot အရင်ဆုံးထိုင်းတရဆလာဦးဝါလေးကိုစလုံးပေါင်းကြည့်ကြမယ်ဘောဦးဝါဘူဝါမောဦးဝါမူဝါဝေါဦးဝါဝူဝါရောဦးဝါရူဝါတောဦးဝါတူဝါဟောဦးဝါဟူဝါနောက်တစ်လုံးဆလာအော့ကောအော့ကော့ကြောအော့ကြော့အသေးပေလေးတွေကိုအရင်မှတ်လိုက်မယ်ဘိုးဝါဆိုတာကကြာကိုပြောတာဖြစ်ပါတယ်ကြာပန်းကြာရွက်ကိုပြောတာဖြစ်ပါတယ်ဒါပေမဲ့ကြာရွက်ကိုပြောချင်တော့အရှိမဘိုင်းဆိုတာလေးနဲ့ကပ်ပြရမှာပါမိုးဝါဆိုတာကကြောင်တောင်လို့လည်းပြောလို့ရတယ်မှုံဝါတလုံးနဲ့ဆိုရင်တော့မှုံဝါတီပေါ့နော်ဘူဝါဆိုတာကနွားကိုပြောတာဖြစ်ပါတယ်။တိုးဝါဆိုတာက body ကိုပြောတာပါ။ကိုယ်လုံးကိုခန္ဓာကိုလည်းပြောတယ်။မျိုးပြဖြစ်သုံးမယ်ဆိုလို့ရှိရင်တစ်ကောင်နှစ်ကောင်သုံးကောင်အဲ့လိုမျိုးပေါ့။အဝတ်ထည်တွေမှာဆိုရင်တော့တစ်ထည်နှစ်ထည်လို့ပေါ့။တစ်ထည်နှစ်ထည်လို့ပြောလို့ရပါတယ်။ဟူဝါဆိုတာကဦးခေါင်းကိုပြောတာဖြစ်ပါတယ်။ကော့ဆိုတာကကျွန်းကိုပြောတာဖြစ်ပါတယ်နောက်တစ်မျိုးကကျတော့တွေ့ကတ်တာကိုလည်းကော့လို့ခေါ်ပါတယ်ကြော့ဆိုတာကဖောက်တာအပေါက်ဖောက်တာတို့နားဖောက်တာတို့အောက်ကမီနင်းလေးတွေကိုဆက်ပြီးတော့စလုံးပေါင်းကြည့်ကြမယ်ဟောဦးဝါဟူဝါဘောဦးဝါဘူဝါတောဦးဝါတွာရောအော်ရောขอเอาเขาวออัววัวหออัวหูหออัวหัวตออาตาทออาถาทออาถาตออัวตัวถาตัวมออัวมัวมอเอาเมามัวเมาหอเอาเขารอไอลายเขาลายบอไอใบบออัวบัวใบบัวนอไอนายคออูคูนายคูชออูชูคออคอชูคอรออรอดออูดูรอดูหออูหูวออัววัวตออัวตัวหอเอาหาวตัวหาวกอเอาเกาหออัวหัวหออัวหัวมออัวมัวรออรอกออกอบออัวบัวกอบัวหออัวหัวจอไอใจหัวใจปอไอไปกออเกาะไปเกาะจออเจาะรออูรูเจาะรูคออูคูกออก็คออือคือวออัวหัววออัววัวตออัวตัวตออูตูทอไอท้ายนออานาดออีดีตออัวตัวsorry วออัวหัวตออัวตัวตออูตูมออีมีรออาราคออาคาราคารอเอาเราจออาจะอเอาวออัววัวตออัวตัวตออูตูได้เปรีดียินมาไหลไหมหัวสุราอูกองบัวสุรากาจาบันหัวบัวจาภูตัวสุรากาบอดีกูลงကိုပြောเราဆိုတာကမိမိကိုsorry မဟုတ်เราဆိုတာကငါတို့ตัวเราဆိုတာမိမိကိုပြောတာဖြစ်ပါတယ်เขาอูจูหัวဆိုတာကနွားเขาဝါနွားจูหัวဆိုတာဦးခေါင်းသားဆိုတာကမျက်လုံးหัวตาမျက်ခွန်
Tha sura lay ne lu de tốc de. Tua sura ka gulong khanda. Tha tua gulong gu lay ne. Sang khuyên ni bari gulong lay na myo go. Mua sura ka mong de. Mao sura ka mu de. Mua mao. Yip mu di. Hao sura ka tan. Chat tan. Oh sorry. Tan sura Khuy tan độ lu tan độ luကောင်းထဲကတန်းတို့ right ဆိုတာကကြက်တန်း how right ဆိုတာကတန်းကိုပြောတာဖြစ်ပါတယ် by ဆိုတာကအရွက် boa ဆိုတာကကြာ by boa ကြာရွက် nine ဆိုတာအတွင်းမှာအထဲမှာအပေါ်မှာဒါပေမဲ့အပေါ်မှာတစ်လုံးထဲဆိုရင် nine လို့ပြောလို့မရဘူးအပေါ်မှာဆိုရင် bun လို့ပြောရမယ်ဒါပေမဲ့ nine ဆိုတာတစ်ခါတလေအပေါ်မှာလို့လည်းပြောလို့ရတယ်အဓိပ္ပာယ်ရှိတယ်ပေါ့နော်ပြောလို့တော့မရဘူးအဓိပ္ပာယ်ရှိ nine ခူးဆိုတာကမြောင်းကိုပြောနိုင်ခူးဆိုတာမြောင်းထဲမှာချူးဆိုတာကမြောက်တယ်ခေါ်ဆိုတာလေပင်ချူးခေါ်လေပင်မြောက်တယ်လေပင်ဆန့်တယ်လောဆိုတာကစောက်တယ်ဒူးဆိုတာကြည့်တယ်ရောဒူစောက်ကြည့်တယ်ဟူဆိုတာကနာရွက်ဝမ်းဆိုတာကနွားဟူဝမ်းနာနွားနာရွက်တွားဆိုတာကခန္ဓာဟောင်းဆိုတာကတန်းတွားဟောင်းတန်းကောင်ကောင်းဆိုတာကုတ်တီဟွာဆိုတာကဥကောင်းကောင်းဟွာကောင်းကိုကုတ်တယ်မွားမှုံရတယ်ရောစောက်တယ်မွားရောကြောင်တောင်နဲ့စောက်နေတာစောက်တီလို့လည်းရပါတယ်ဒါပေမဲ့မွားဆိုတဲ့စကားပိုင်တော့အဲ့လိုကြောင်တောင်နဲ့စောက်တဲ့ဘက်ကိုပူသွားတာပေါ့နော်ရိုးရိုးစောက်တယ်ဆိုရင်တော့ရောမတေချာတဲ့အရာကိုစောက်တယ်ဆိုရင်တော့မွားရောကောဆိုတာကယုံကိုပြောတာဖြစ်ပါတယ်ကောဘူဝါကြာယုံမြန်မာမှာဆိုရင်တော့ကြာဖုတ်လို့ပဲပြောကြတယ်ထင်တယ်ကြာယုံလို့သိမပြောဘူးနဲ့ထင်တယ်ဟိုဆိုတာဥကောင်ကြိုက်ဆိုတာကစိတ်ဟိုကြိုက်နှလုံးသားပိုက်ဆိုတာသွားတယ်ကော့ကျွန်းပိုက်ကော့ကျွန်းကိုသွားတယ်ကြော့ဆိုတာကဖောက်တယ်ရူးဆိုတာတွင်းကြော့ရူးတွင်းဖောက်တယ်အပေါက်ဖောက်တယ်ဒီနေရာမှာအပေါက်ပေါ့နော်ရူးကအပေါက်ကြော့ရူးဆိုတာအပေါက်ဖောက်တယ်ခိုးဆိုတာကလေထွန်တဲ့နှစ်တူပြောရဖြစ်ပါတယ်ကော့ဆိုတာကလည်းပဲခူးဆိုတာကဖြစ်တယ်ဝမ်းဆိုတာကနွားခိုးကော့ခူးဝမ်းလေထွန်တဲ့နွားကလည်းနွားဖြစ်ပါတယ်လို့အဓိပ္ပာယ်ရပါတယ်ဝမ်းဆိုတာကနွားတွားဆိုတာကကောင်းတိုးဆိုတာကကြီးထွားတယ်ထိုင်ဆိုတာကထွန်နာဆိုတာကလေဒီဆိုတာကကောင်းတယ်ဝမ်းတွားတိုးထိုင်နာဒီအကောင်ကြီးတဲ့နွားနှစ်တိုးကလေထွန်တာကောင်းတယ်ဝမ်းဆိုတာနွားတွားဆိုတာကောင်းတိုးဆိုတာကြီးထွားတယ်မီဆိုတာရှိတယ်ရခါဆိုတာစီနိုဝမ်းတိုးမီရခါဆိုတာအကောင်ကြီးတဲ့နွားကြီးထွားတဲ့နွားကဈေးရှိတယ်လို့ပြောတာဖြစ်ပါတယ်ရောင်ဆိုတာကငါတို့ကြက်ဆိုတာကမဲအောက်ဆိုတာကယူဒီဝမ်းဆိုတာနွားတွားဆိုတာအကောင်တိုးဆိုတာကြီးတယ်ရောင်ကြက်အောင်ဝမ်းတိုးငါတို့ကကြီးတဲ့နွားကိုယူမယ်အပေါ်ကစာပိုက်လေးကိုဆက်ပြီးတော့လေ့လာကြမယ်ဘယ်မှာကြို့ဖို့လဲလို့ဒုက္ခလေးบทที่9အခန်းကိုစောဤสีทอเอาเท่าดออูดูบอไอใบโบอัวบัวสีเทาดูใบบัวชออูชูจอไอใจรอเอเลดออูดูโซอีสีทอเอาเท่าชูใจแลดูสีเทาโซอีสีทอเอาเท่าชออูชูคอคอดออูดูบอไอใบโบอัวบัวสีเทาชูคอดูใบบัวมออีมีตัวอัวตัวออะรอไอไรกอออกเกาะบอไอใบบออัวบัวมีตัวอะไรเกาะใบบัวซออีสีทอเทามออัวมัวดออูดูออะรอไอไรสีเทามัวดูอะไรชออูชูจอไอใจปอไอไปฮออาหาซออีสีทอเอาเทา
ชูใจไปหาสีเทา sorry ดีสีกับอัตนทกะอารมณ์หงหากับหาสีเทาชูใจไปหาสีเทาโซอีสีเทาเทาดูตัวออะรอไอไลสีเทาดูตัวอะไรกอเกาะบอไอใบบัวเกาะใบบัวအတိတ်ပဲလေးတွေမှတ်ကြမယ်สีเทาကိုပြောတာဒူကြည့်တယ်ဘိုင်ဘူကကြာရွက်สีเทาဆိုတာကဒီကြောင်လေးကိုပြောတာဖြစ်ပါတယ်สีเทาကကြာရွက်ကိုကြည့်နေတယ်ချူကြိုင်ဆိုတာချူကြိုင်ကိုပြောတာလဲဆိုတာကလှမ်းတယ်ဒူကြည့်တယ်สีเทาချူကြိုင်လဲဒူสีเทาဆိုတာချူကြိုင်ကสีเทาလေးကိုလှမ်းကြည့်တယ်လှဲကြည့်တယ်သူ့နာမည်ကချူကြိုင်สีเทาချူခေါ်สีเทาဆိုတာสีเทาကိုပြောတာချူခေါ်ဆိုတာလဲပင်ချူဆိုတာမြောက်တယ်ခေါ်ဆိုတာလဲပင်ဒူဆိုတာကြည့်တယ်ဘိုင်ဘူကสีเทาချူခေါ်ဒူဘိုင်ဘူကสีเทาကလဲပင်လေးကိုစန့်ပြီးတော့ဒီနေရာမှာတော့မြောက်တာတော့မဟုတ်တော့ဘူးเนาะသူကစန့်တယ်လဲပင်လေးကိုဆင်းပြီးတော့สีเทาချူခေါ်ဒူဘိုင်ဘူကสีเทาကလဲပင်လေးကိုစန့်ပြီးတော့ကြာရွက်ကိုကြည့်နေတယ်မီဆိုတာကရှိတယ်တွားဆိုတာအကောင်အရိုင်းဆိုတာကဘာလဲကော့ဆိုတာတွေ့နေတာဘိုင်ဘူကဆိုတာကကြာရွက်ဘာအကောင်ကကြာရွက်ပေါ်မှာကတ်နေတာဘာအကောင်လဲကြာရွက်ပေါ်မှာကတ်နေတာဘာအကောင်လဲတွေ့နေတာပေါ့တွေ့နေတာဘာအကောင်လဲสีเทาဆိုတာสีเทาကိုပြောတာမိုးဆိုတာမှုန်တာဒူးဆိုတာကြည့်တယ်အရိုင်းสีเทามัวดูอะไรဒီနေရာမှာတော့ကြောင်တောင်နဲ့ကြည့်နေတယ်ပေါ့စိုက်ကြည့်တယ်လို့လည်းပြောလို့ရပါတယ်ဒါပေမဲ့စိုက်ကြည့်တယ်ကိုများတော့အဖြစ်ကကျုံလို့ပြောတာပေါ့နော်ဒီနေရာမှာမိုးကိုစိုက်ကြည့်တယ်လို့လည်းပြောလို့ရတယ်ကြောင်တောင်နဲ့ကြည့်တယ်လို့လည်းပြောလို့ရပါတယ်สีเทาကတဲ့ဘာကိုကြောင်တောင်ကြည့်နေတာလဲပေါ့ချူကြိုင်ဆိုတာချူကြိုင်ကိုပြောတာပိုင်းဆိုတာသွားတယ်ဟာဆိုတာสีเทาဆိုတာสีเทาရှိကိုချူကြိုင်ကสีเทาစီကိုတွားလိုက်တယ်สีเทาကိုပြောတာဒူးဆိုတာကြည့်တယ်တွားဆိုတာကအကောင်အရိုင်းဆိုတာကဘာလဲကော့ဆိုတာတွေ့နေတယ်ဘိုင်ဘူဆိုတာကြာရွက်ပေါ်မှာสีเทาကကြာရွက်ပေါ်မှာကတ်နေတဲ့အကောင်ဘာအကောင်လေးကိုကြည့်နေတာလဲဟုတ်ကဲ့အခန်း9ကတော့ဒီလောက်ပါပဲရှင်နားထောင်ပြီးအားလုံးကိုကျေးဇူးတင်ပါတယ်